ဘယ်လိုဖြစ်လို့အဲ့လိုရီးစားထားစားပြီးတော့ထားပြတ်သွားတာလဲ ဆက်ကြော်တိုက်ရွယ်မှာအချစ်ကဘယ်လိုလဲသိချင်တယ် ဘယ်ရမစားပြီးရင်ခုန်မှုကလည်းအဲ့ဒါ ရှင်းမူကြိုရဲရလားမသိဘူး What the hell အခုချိန်ထိရောရင်ထဲမှာရှိသေးလား ဟာဒီတော့မရှိတော့မရှိတော့ လူတယောက်ကိုစပြီးတော့ချစ်မိသွားတဲ့အချိန်ကဘဝမှာအပြည့်ကင်းစင်ဆုံးနဲ့ရင်ခုန်အားဆုံးချိန်တစ်ခုဖြစ်ပါလိမ့်မယ်ဒီနေ့မှာတော့လူတွေရဲ့ရင်ခုန်တန်ဘယ်ရွယ်မှာစကြလဲဆိုတာကိုကျွန်တော်လိုက်လံပြီးတော့မြင်မြန်တော့မှာဖြစ်ပါတယ်အမကဘယ်အသက်ရွယ်မှာစပြီးတော့ဤစားထားဘူးရလဲ ဟိုဟာဆက်ခွန်လာပေါ့ အရန်ဆောရယ်နော် ဆောလာပုံမှန်ပါပဲဒီတော့ 14နှစ်လား15အဲ့လောက်ပေါ့ ဒီမလေးရရော တူတူလောက်ပဲ6တန်း9တန်း အေးရွေးမှာလဲဆိုဟို14လောက်ပေါ့ အသက်18 16နှစ် ဟာလာပေါ့စက်ခွန်လာပေါ့ 9တန်းလောက်ပေါ့14နှစ် မကြော်လို့ရအောင်အဖေရွယ်မှာလဲဆိုတော့မရှိတာတော့တခါမထားဘူး ဘယ်လိုဖြစ်ပြီးတော့ဤစားထားပြတာလဲ အဲ့တော့လိုင်းပေါ်ပဲထားတာပဲ သူကအဲ့လိုမျိုးဤစားကလာပြောရမှာ ဟုတ်တယ် ရီးသားသားကတော့မဟုတ်ရီးသားသားစာပေးတော့စာရေးပြီးပေးလိုက်တလားတော့နေပါရေးပြီး ချီအိုင်းတွဲမလားလို့ပြောပြီးမေးပြ ဒီမလေးရရော တူတူပဲကျောင်းလဲတူတော့လေတွဲပြသွားကျောင်းတူတော့ဘောကြလို့ မှတ်တော့မမှတ်ပြီးတော့ဒီတိုင်းပဲ online ကနေပြီးပြောခဲ့ လူလေဒီတိုင်းပဲတငယ်ချင်းကနေမိတ်ဆက်ပေးရပေါ့ အဲ့အနေကြိုက်သွားကြ ဟုတ်တယ် ဘယ်လိုဖြစ်လို့အဲ့လိုရီးစားထားစားပြီးတော့ထားပြတ်သွားတာလဲ ဆက်ကြော်တိုက်ရွယ်မှာအချစ်ကဘယ်လိုလဲသိချင်တယ် तू ကရောကိုယ်အကြိုက်တိုက်လား ဆိုးပါဦးအနေရဆိုတော့အိမ်မှာကြိုက် ကိုယ်အကြိုက်ပုံစံလား အစတော့ကို type ပေါ့ကွာသိရမလားနောက်ပိုင်းကျတော့အတိုင်းတော်တော်ချင်းမတိုက်ဆိုင်လို့လည်းခွဲလိုက်တာပေါ့အခြေဦးကလည်းသူပဲ ကိုယ်အကြိုက်တိုက်လား तू က ရင်တော့ဟုတ်ကဲ့ အခုမဟုတ်တော့ဘူးလား emotional damn it ကိုယ်အကြိုက်တိုက်ပေါ့ ဟုတ်တယ် ချီဦးကလည်း तू ပဲလား ချေဦးတော့မဟုတ်ဘူးဒါပေမဲ့ချေဆုံး ချီဦးနဲ့ရီးစားဦးနဲ့အတူတူပဲလား မတူ အချီဦးနဲ့ရီးစားဦးနဲ့အတူတူပဲလား ဟုတ်တယ် ဘယ်ရမစားပြီးရင်ခုန်မှုကလည်းအဲ့ဒါ ရှင်းမူကြိုရဲရလားမသိဘူး What the hell အကောင့်ပြ အရင်ဆုံးမနေဘူးလား ရှင်းမစောတာအဲ့ဒီကလာကြိုက်တဲ့ကောင်လေးရှိရတယ် ဘယ်လိုအချက်ကဘယ်လိုလဲအဲ့ဆိုပြောပြပါဦးနည်းနည်းလား အချစ်ကချိုးလိုက်ခါလိုက်ပါ ခုရောအဲ့လိုမျိုးရီးစားဦးနဲ့ပဲလား မဟုတ်တော့ဖြစ်မဟုတ်ဘူးပြသွား ကြာပြီ တော်တော်ကြာပြီလား တော်ကြာပြီ ဘယ်လိုဖြစ်လို့ပြတ်သွားလဲ ဒီလိုမျိုးပြတ်သွားတယ်ဆိုတော့တခြားတော့မဟုတ်ပါဒါပေမဲ့အဆင်မပြေလို့မဟုတ်ဘူး ပြတ်သွားပြီလား တက်သွားပြီ ဘယ်လိုပြတ်သွားလဲ ပြတ်တော့ဒီတိုင်းပဲမတော်တော့လို့ပြောတာ နာကျင်မှုမဟုတ်တော့ပြတ်သွားပြီ မဟုတ်ရ ပြတ်သွားပြီဘယ်လိုပြတ်သွားလဲ ဒီတိုင်းပဲဖောက်ပြန်သွားတာ ရီစားဦးကမရှိတော့တော်တော်ပွဲသွားပြီတော်တော်ကြာသွားပြီသူနဲ့ကိုနဲ့ကဘယ်လိုပြောတိုက်မတူလို့ပေါ့တိုက်မတူလို့ထင်တာပြတ်သွား ဘယ်လိုဖြစ်လို့ပြတ်သွားလဲ အရင်သိပါလား တရားမသိအောင်ခိုးထား ဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ွက်တွေပါ ပြတ်သွားကြာပြီ ဘယ်လိုဖြစ်လို့ပြတ်သွားလဲ ဒီတိုင်းပဲတော်ချင်းမတိုက်ဆိုင်လို့ပေါ့ အကောင်မလေးတော့မဟုတ်ဘူးပေါ့နော်အခွာတော့တခြားတယောက်ဖြော်လိုက် ရှင်မခုံမှုသေးဘူး ခုံဘူးရယ်ပြန်မကြိုက်တာပဲရှိရ ရီးစားထားမယ်ဆိုလို့ရှိရင်ရောဘယ်ချိန်မှဘယ်ရွယ်မှာစပြီးထားပြင်မှာလဲ မထားတော့အပြိုပဲလောက်တော့မှာ တကယ်ကြီးဘယ်လိုဖြစ်လို့ပြောကြီးလုံးပါလဲ ယောက်ျားရဲ့စိတ်ကုန်သွားနော် အားရမင်းအဲ့လိုမပြောနဲ့လေကွာ ရီးစားဦးကိုဗာပြောချင်လဲ ဘာမှပြောချင်တော့စိတ်ကုန်လို့ ဒီမလေးရောရီးစားဦးကိုဗာပြောချင်လဲတရားနေပြီးတော့ ဒီတိုင်းပါပဲဘာမှပြောချင်ပါဘူး ပြောချင်မရှိတော့လို့ မရှိတော့ဘူး ဘာမှမပြောချင်ပါဘူးစိတ်နာလို့တော့မဟုတ်ပါဘူးဒီတိုင်းပဲဘာမှမပြောချင် ပြန်မလာနဲ့တော့ လမ်းတွေလည်းမခေါ် လမ်းတွေလည်းမခေါ်နဲ့တော့ပေါ့နော် ရမ်းချောက်သွားပြီလား ကြောက်တယ် drama အများကြီးပဲ ဘာမှမပြောချင်ပါဘူးသူ့ဘာသူအဆင်ပြေသလိုနေပေါ့အဲ့လိုပါပဲ
ဒါတော့ပါပြန်လို့ချင်းပဲပြန်မလာပါနဲ့တော့ ရမ်းကြောက်လို့ အရင်ကြောက်လို့ပါသူ့လိုပဲ trauma ကြီးများလို့ ဘာမှပြောချင်ပါဘူးပြောကြတယ်မရှိဟုတ်ပြော ဟာပြောချင်တော့ကြာကလေးဘွားလောက်ထဲရဆိုတော့လက်ပါပဲ ပြောစရာစကားမရှိတော့ မရှိအောင် မမိသေးရလားသူ့ မမီး မင်းတို့ကမဟုတ်တော့ဘူးကွာမင်းတို့ကမဟုတ်တော့ဘူးကွာ စိတ်မကုန်ပါနဲ့ ကုန်နေပြောင်းမကောင်းတာ ကောင်းပါတယ်ကောင်းတဲ့သူတွေလည်းရှိပါတယ် အမြဲနွားပဲဖြစ်နေရတယ်တော်ရင် အခုချိန်ထိရောရင်ထဲမှာရှိသေးလား ဟာဒီတော့မရှိတော့မရှိတော့ ခုကြည့်နေရသူတွေရောဘယ်မှာစပြီးရေးစားထားခဲ့လဲဆိုတာကိုကွန်မန့်မှန်သွားပေးပါအောင်နောက်ထပ်ဘယ်လိုစိတ်ဝင်စားစရာကြီးလိုက်လာပြီးတော့မေးမြန်းအောင်မလဲဆိုတာကိုသိချင်ရင်တော့ကျွန်တော်တို့ channel လေးကို like and subscribe လုပ်သွားပေးကြပါအောင်အဆုံးထိကြည့်ပေးကြတဲ့ကျေးဇူးတင်ပါတယ် bye bye